ဤပဲလင်ရဲစခန်းကိုရောက်လာပြီး3နှစ်ကြာပျောက်ဆုံးနေခဲ့တဲ့သမီးလေးကိုပြန်ခေါ်ဖို့လာခဲ့တယ်။ဒါပေမဲ့ရောက်လာတဲ့အခါသူမရှိမှတူညီတဲ့မိန်းကလေး2ယောက်ရက်နေတာကိုတွေ့လိုက်တယ်။ဤပဲလင်လုံးဝအံ့အားသင့်တွေဝေသွားတယ်။ဘာလို့ဆိုသူမမွေးခဲ့တာအမှားမဟုတ်ဘူး။ဒါနဲ့သမီးလေး2ယောက်လုံးကိုလက်မောင်းပြခိုင်းလိုက်တယ်။လာချမ်းပုံမဲနဲ့သူ့သမီးကိုခွဲခြားဖို့မျှော်လင့်ခဲ့တယ်။ဒါပေမဲ့လူတိုင်းအံ့အားသင့်စရာကောင်းတာက2ယောက်လုံးအတူတူမှဲ့ရှိနေတာ။ဤပဲလင်နဲ့ခင်မွန်းစကားမထွက်နိုင်ပဲရက်နေခဲ့ကြတယ်ဘသူကသူတို့တကယ်သမီးလဲဆိုတာမခွဲခြားနိုင်ခဲ့ဘူးရဲတွေတိုက်တွန်းနေလို့မနေပဲကလေး2ယောက်လုံးကိုအိမ်ခေါ်လာပြီးအဖွားကိုခွဲခြားခိုင်းဖို့ဆုံးဖြတ်ခဲ့ကြတယ်ဒါပေမဲ့အဖွားမိန်းကလေး2ယောက်ကိုမြင်လိုက်တာနဲ့မျက်နှာဖြူဖက်ဖြူရောင်ဖြစ်သွားတယ်ကြောက်လန့်စွာ2ယောက်လုံးတတဝါတစ်ခုကပြောင်းလဲလိုက်တာဖြစ်တယ်လို့အော်ဟစ်တယ်သူ့မှာမြေး1ယောက်တည်းရှိခဲ့တာပဲလို့ထက်ခါပြောနေတယ်တကယ်တမ်း3နှစ်ကသမီးလေးမြစ်ကဖျားမှာဆော့ကစားရင်းပျောက်သွားခဲ့တာဤပဲလင်ရောက်လာတဲ့အခါကန်းချိန်မှာဖက်နဲ့တစုံပဲကြံခဲ့တယ်အခုတူညီတဲ့မိန်းကလေး2ယောက်ရုတ်တရက်ပေါ်လာတာကိုမြင်လိုက်ရတော့အဖွားကြောက်လန့်ပြီးပြေးထွက်သွားခဲ့တယ်ဒါပေမဲ့မိန်းကလေး2ယောက်ကတယောက်ကိုတယောက်ကြည့်ပြီးလှုပ်ဝက်ဆန်းကျဲစွာပြုံးလိုက်ကြတယ်အဲ့ညဤပဲလင်ရေတောက်ဖို့ထလာရင်မိန်းကလေး2ယောက်အဖွားခန်းစီလျှောက်သွားနေတာကိုတွေ့လိုက်တယ်သူတို့ပျော်ပျော်ရွှင်ရွှင်စော့နေတာပဲလို့ထင်ခဲ့တယ်ဒါပေမဲ့နောက်နေ့မနက်သူမလုံးဝအံ့အားသင့်သွားတယ်ရခင်နေ့ကမိန်းကလေး2ယောက်ကိုရှောင်နေခဲ့တဲ့အဖွားကရုတ်တရက်ရင်မောပျော်ရွှင်စွာသူတို့နဲ့အတူစော့ကစားနေတာဤပဲလင်ဘာဖြစ်သွားတာလဲမေးဖို့လုံနေချိန်မှာအဖွားဒေါသထွက်သွားတယ်ဒီထူးဆန်းတဲ့ပြောင်းလဲမှုကဤပဲလင်ကိုတခုခုပြင်းထန်စွာမှားယွင်းနေတယ်လို့ခံစားရစေခဲ့တယ်။အမှန်တရားကိုရှာဖွေဖို့သမီးလေးတစ်ခါကတက်ခဲ့တဲ့ကိန်းကက်ကျောင်းစီမိန်းကလေး2ယောက်ကိုခေါ်သွားတယ်။ဆရာမကသူ့တကယ်သမီးကိုမှတ်မိမယ်လို့မျှော်လင့်ခဲ့တယ်။ပထမဆရာမကအဖွားလိုပဲကလေး1ယောက်တည်းရှိခဲ့တာပဲလို့ယုံကြည်နေခဲ့တယ်။ဒါပေမဲ့မကြခင်ဆရာမရဲ့သဘောထားလုံးဝပြောင်းလဲသွားတယ်။2ယောက်လုံးသူ့ကျောင်းသားတွေဖြစ်တယ်လို့အခိုင်အမာပြောတယ်။အရာအလုံးပိုပြီးလှုပ်ဝက်ဆန်းကျဲလာတဲ့အခြားနီလန်မရှိတော့ပဲဤပဲလင်သူတို့ကိုစေးရုံခေါ်သွားပြီးဒနာစစ်ဆေးမှုလုပ်ခဲ့တယ်။ဒါပေမဲ့အဆင့်မြင့်ဆုံးဒနာစစ်ဆေးမှုရလက်အရာ2ယောက်လုံးသူ့ရင်မွေးသမီးတွေဖြစ်နေတယ်။ဤပဲလင်ဒီအမှန်တရားကိုလက်မခံနိုင်ခဲ့ဘူး။အဲ့ညသူမအဖြေရှာဖို့အမေအိမ်ကိုအလင်းအမြန်ရောက်သွားတယ်တွေ့ဆုံပြီးနောက်အမေကနှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့တဲ့ဟောင်းတက်တာတစ်လုံးပေးလိုက်တဲ့အထဲမှာဤပဲလင်ကလေးဘဝဓာတ်ပုံတွေအများကြီးပါတယ်။ဒါပေမဲ့ဤပဲလင်ဖြည်းဖြည်းထူးဆန်းတဲ့အရာတစ်ခုသတိထားမိလာတယ်။ငငယ်ကဤပဲလင်ဓာတ်ပုံတိုင်းမှာတူညီတဲ့ရုပ်သေးတစ်ရုပ်သူ့ဘေးအမြဲရှိနေတာအဲ့အချိန်မှာကြောက်မက်ဖွယ်အတွေ့တစ်ခုဤပဲလင်ရဲ့စိတ်ထဲပေါ်လာခဲ့တယ်။ကျန်တဲ့မိန်းကလေးကရုပ်သေးဖြစ်နေပြီးလူသားဖြစ်ပြောင်းလဲလာတာဖြစ်နိုင်တယ်လို့